ကျွန်တော်တို့ယောက်ျားလေးတွေကကြတော့ချမ်းသာလာရင်ပျက်စီးလွယ်တယ်တဲ့မိန်းကလေးတွေကကြတော့ဆင်းရဲရင်ပျက်စီးလွယ်တယ်တဲ့ဒီစကားပုံကကြတော့အားလုံးကိုဆိုလိုတာမဟုတ်နော်ဟိုဆင်းရဲနံပါတ်တဲ့အမျိုးသမီးကောင်းတွေအများကြီးရှိတယ်ကိုတမိုးထားဂုံလိတ်ခါကိုတမိုးထားတဲ့အမျိုးသမီးကောင်းတွေအများကြီးရှိတယ်ယောက်ျားလေးတိုင်းလည်းချမ်းသာမှအောင်မြင်သွားမှဟိုပျက်စီးသွားတယ်ဆိုတော့မဟုတ်ဘူးထင်းထင်းသိမ့်သိမ့်နဲ့ဟိုတိတ်ခါရှိရက်တည်တဲ့ယောက်ျားလေးလည်းအများကြီးရှိတယ်ခုနပြောတဲ့စကားပုံရဲ့အဓိပ္ပာယ်ကြဒီလိုဗျယောက်ျားလေးဆိုတာပင်ပန်းဆင်းရဲရင်ငါယောက်ျားငါဘဝမှာငါနောက်လိုက်ချင်းကြောပဲရှိတယ်ငါစူးစမ်းမှရမယ်အဲ့လိုငါမအောင်မြင်တဲ့တွေ့ကျန်တာတွေငါစိတ်ဝင်စားဘူးအဲ့လိုစိတ်နဲ့ဘရင်အောင်ဖောင်ဖြတ်ပြီးမှစူးစမ်းလာတာပျော်ရွှင်မှုတွေကိုရှော့တယ်တကယ်ဘဝနာတဲ့လူကပျော်ရွှင်မှုလည်းမအောင်ဟိုအလဲပတ်တွေအပျော်ပါတွေအတောက်စားတွေသူစိတ်ဝင်စားအောင်ဘဝနာတဲ့လူကရှေ့သွားဖို့ပဲစူးစမ်းတယ်အဲ့တော့သူတို့တဘဝလုံးမှာပင်ပန်းနဲ့ဆင်းရဲတယ်ဒါပေမဲ့အဲ့ဒီအသီးပွင့်ရလက်ကိုလည်းသူတို့လုပ်ငန်းတွေအဆင်ပြေအောင်မလာရင်အသီးပွင့်နဲ့ခံစားရတယ်အဲ့ဒီအချိန်မှာဘာဖြစ်လဲကိုပတ်စံရှိတဲ့3နိုင်ဖြုံးနိုင်ကိုပေမှာမြောက်စားပေါင်းစားမဲ့ကောင်လေးပေါ်လာပြီမြောက်ပြင်ပြီးဆရာလို့ဆရာချအခုလိုလှုပ်ချမင်းနဲ့တော်တယ်မင်းနဲ့လိုက်တယ်မင်းနဲ့လှတယ်ချကွာပါညာနဲ့လို့မြောက်ပင့်စားတော့ကက်ရက်တဲ့ကပ်ဖားတွေရှိလာပြီကိုတိုင်ကလည်းရင်တော့ပင်မဆင်းရဲခဲ့တော့မသွားဘူးမလာဘူးမစားဘူးတော့ဗောအချိန်တွေမပေးခဲ့ရတော့လမ်းကြောကိုသွားတယ်သွားတော့မကြခဏရောက်တယ်KTV တွေပါညာအတော့စားပြောပါနေရတယ်ဗောရှောက်ဘူးတယ်ဟောငါမရောက်ဘူးသွားကြည့်လိုက်ပါဦးမယ်ဆိုတဲ့စိတ်နဲ့ရှောင်းမခုံမင်သွားတာတွေဆွဲလင်းသွားတာတွေရှိလာတယ်အဲ့လိုနဲ့တစားစားကိုကြိုးစားသမျှတွေကတဖြည်းနဲ့ကိုစုဆောင်သမျှတွေကအဲ့မလို့အဖက်အဲ့ဒီမှာတွေကုန်တယ်မိန်းကလေးတွေကုန်တယ်အပျော်ပါတွေကုန်တယ်မူရစေးဝါးတွေကုန်တယ်လောင်းဆိုင်တွေကုန်တယ်အဲ့လိုနဲ့သူရှာသမျှပင်ပန်းသမျှတွေကအဲ့ဒီမှာသွားကုန်တာပဲအဲ့ဒါကြောင့်မို့ယောက်ျားလေးတွေကချမ်းသာရင်ပျက်စီးရလို့ပြောချင်တာမိန်းကလေးတွေကြတော့ဆင်းရဲရင်ပျက်စီးရဆိုတာမိန်းကလေးဆိုရဲ့တဘောတရားကြောင့်ယောက်ျားလေးနဲ့ဆန့်ကျင်ဘက်မိန်းကလေးဆိုတာခြေထဲကအစသပင်အစုံသူတို့မှာလိုအပ်ချက်ကြီးပဲသူတို့ပြင်ဆင်ခြင်းနဲ့လှခြင်းနဲ့ပခြင်းနဲ့သူများဝင့်ဝတ်ခြင်းနဲ့သူများသွားရင်သွားခြင်းနဲ့သူများစားရင်စားခြင်းနဲ့ဖုန်းဆိုလည်းအကောင်းစားသူများ iPhone ကိုကင်ခြင်းနဲ့မိန်းကလေးတွေစိတ်ကိုပြပြတာပါသူတို့ပင်ကိုယ်တဘာဝစိတ်အဲ့ဒါဆိုတော့သူများမိန်းကလေးတွေဝတ်သွားတယ်စားသွားတယ်ကြောမောနေလှလှပပနေတယ်လက်သေးပြင်းနေခြေသေးပြင်းနေသမင်းပြင်းနေမျက်နှာမိတ်ကပ်ပါညာအကုန်လုံးဝတ်စားတယ်အဲ့လိုတောက်ပြင်းလှလှပသွားနေဆင်းရဲနှမတဲ့ကလေးမိန်းကလေးတချို့ဟိုအတွေးခေါ်မှားသွားတဲ့ဟာနော်အလုံးမစိုးလုံးတော့စကားခံတယ်သူတို့အယူတွေမှားကုန်တာငါလည်းသူတို့နေချင်လိုက်တာသူတို့လိုမျိုးဖြစ်ချင်လိုက်တာဝတ်ချင်လိုက်တာစားချင်လိုက်တာသွားချင်လိုက်တာလာချင်လိုက်တာသူတို့စိတ်တွေအဲ့ဒါမှဝင်လာပြီးမှမလုပ်တဲ့ဟာတွေလုပ်တယ်ဒီမလားဟိုချို့တဘောတရားပေါ့ဗျာရောက်ခွေးနေရာရောက်တယ်ချို့သူများမရင်ငယ်တွေဖြစ်တယ်အလုံးမစိုးလုံးတော့တမိုးကြီးတဲ့မိန်းကလေးအများကြီးရှိတယ်အလားပါမမတ်တဲ့မိန်းကလေးအများကြီးရှိတယ်အဲ့လိုတွေလမ်းလွဲတွေလိုက်ပြီးမှပတ်စံတမင်နာတွေကြီးတဲ့မိန်းကလေးတွေပေါ်လာတာမိန်းကလေးတွေအကြောင်းဆင်းရဲပျက်စီးတဲ့ဆိုမှဆိုလိုတာအလုံးမစိုးလိုပါဘူးခင်ဗျ